အားလုံးမင်္ဂလာပါဒီနေ့ PowerPoint presentation ဘိုင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်ဒီ PowerPoint Microsoft PowerPoint မှာတော့သိအခက်ကြီးမဟုတ်ပါဘူးရှေ့ပိုင်းမှာ Microsoft ဖိုင်ကိုကောင်းကောင်းလေးချိန်ပေးပြီးလေ့လာခဲ့မယ်ဆိုရင်ဒီဘက် PowerPoint တို့ Excel တို့ဘိုင်းမှာစာရှိစာရိုက်တက်ပုံတက် table ဆွဲရှိတ်ဆွဲကာလာထည့်တွေအကုန်ကျွမ်းကျင်တော့ပါလောက်တက်တော့ပါဒီဘက်ပိုင်းမှာဘာပိုးလာလဲဆိုတော့ design တွေပိုးလာမယ် translation တွေ animation တွေ slide လေးတွေပေါ့နော်ပိုးလာဒီ PowerPoint presentation မှာဒီ home တို့ insert တို့ file တို့ကတော့တူတူပါပဲ home တက်မှာကလည်းစာစီစာရိုက် shape ထည့်ပေါ့နော် insert မှာလည်း table ဆွဲမယ်ဓာတ်ပုံတွေထည့်မယ် word တွေပေါ့ slide number တွေထည့်မယ်ပြီးရင် video record တွေထည့်ရတယ် audio record တွေပြလို့ရတယ်ပြသလို့ရတယ်ဒီ PowerPoint ညဘာကိုအသုံးပြုလဲဆိုတော့ကုမ္ပဏီတွေ meeting တွေလုပ်တဲ့အခါတွေစည်းဝေးတွေအခမ်းအနားတွေမှာပေါ့နော်အကျယ်တဝင့်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုချပြလို့ရတယ်ဆွေးနွေးလို့ရတယ်တနေ့တာစီမံကိန်း6လတာစီမံကိန်းစသည်ပေါ့လေကိုယ့်ရဲ့ project တွေကိုချပြတာစာသင်ကျောင်းတွေမှာဆိုလည်းဆရာဆရာမတွေကိုဒီနေ့တော့ဘာတွေလုပ်မလဲဘယ်တန်းကိုဘယ်လိုရှိမှမယ်အကြောင်းကိုဘယ်လိုပြင်မယ်စသည်ပေါ့လေတနေ့တာအချိန်တရားတွေကိုစီကံပိုင်းတွေကိုလည်းချပြလို့အဆင်ပြေတယ်လို့မှုဆောင်နေတက္ကသိုလ်နယ်ပယ်တွေကုမ္ပဏီနယ်ပယ်တွေမှာPowerPointကိုအသုံးပြုပြီးတော့စီဝဲတွေမှာလောက်ကြတာပေါ့အဲကြောင့် home tab မှာယူရင်PowerPoint ဆောက်ဖွင့်တဲ့ခါကျရင်ဆိုဒီလိုပဲပေါ်ပါတယ် new slide new ပုံမှန်ဒီလိုပဲပေါ်လာတာဒီအဖြူလေးနဲ့ပေါ်လာတာsorry ပြန်ရှင်းပြပါမယ်ရှင်းထားတခုပြတာတခုဖြစ်ဒီပုံစံလေးတွေပေါ့ပေါ်တာတော့ slide ဖြူပေါ်မယ်ဒါတော့ title ရေးမယ်ဒါက subtitle ပြီးရနဲ့ကိုယ့်ရဲ့နာမည်ရေးလို့ရပါပေါ့ director ဘယ်သူဆရာကြီးဘယ်သူ manager ဘယ်သူပေါ့တို့တရက်ထဲပေါ်နေနောက်တစ်ယောက်ခေါ်ခြင်းနေဆိုရင် new slide သူရဲ့ new slide ဒီမှာ title ရေးမယ်ပြောချင်တဲ့အကြောင်းအရာလေးရေးမယ်ပေါ့ဒါ insert home နဲ့ကနေပြီးတော့သူရဲ့ new slide ခေါ်လို့ရတယ်ပြီးရင်ဒီဘက် size တွေကတော့ Microsoft Word နဲ့တူတူပါ insert ထဲမှာလည်းအဲ့လိုပဲတက်ပုံတွေထည့်လို့ရတယ် click up screenshot photo 11 shape smart app chat text box what at date time နဲ့ select number ဒီမှာပို့သွားတာ video audio ထည့်လို့ရပါတယ် video audio နှိပ်ပြီးရနဲ့ဖိုင်ထဲမှာကွန်ပျူတာထဲမှာပဲတင်ထားလဲဒါ record ဖမ်းလို့ရပါတယ်ခုပြောနေတဲ့အခါကို record ဖမ်းပြီးတော့ save ပြီးတော့တင်ပြလို့ရတယ်ပေါ့ video ဖိုင်နဲ့ဒီ desktop တို့ C ဘိုင်းတို့ D ဘိုင်းတို့ download ဖိုင်တို့ document ဖိုင်တို့ကနေပြီးတော့ယူပြီးတော့ဒီမှာချပြလို့ရတယ်။ဒါလေးနှိပ်သွားလို့ရတယ်ဒါရတိုက်ရိုက်နှိပ်တော့အသုံးပြုလို့ရတယ်။တီဗယ်လည်းဆွဲလို့ရပါတယ်။ဒါဆိုတပ်ပုံဖိုင်လန်ကြောင်းကိုရှင်းပြခြင်းနဲ့ဆိုရင်ဒီတော့မှာစာပိုက်တစ်ခုခေါ်လိုက်လို့
ဒီမှာခေါ်လိုက်ပြီးတော့နိုင်ငံတော်ရဲ့အလံကြောင်းဘယ်နှခုနဲ့ဘယ်လိုထုတ်ခဲ့ရပါစသည်ပေါ့ဒီမှာစာပိုက်ရေးလို့ရတယ်ဒီမှာတော့အလံကြောင်းမြန်မာနိုင်ငံအလံပေါ့ဒါအလံပုံလေးပြတာပေါ့အဲ့ဒါဒီမှာစာတွေရေးလို့ရတယ်ဒီဘက်ကအလံတွေကြောင်းတင်ပြခြင်းနေဆိုရင်ဘယ်နှခုနှစ်ကဘယ်လိုအလံသုံးခဲ့တယ်ဘယ်လိုအလံသုံးခဲ့တယ်အလံမျိုးစားတွေနဲ့ပြပြီးတော့ဒီမှာသူ့ရဲ့အကြောင်းအရာတွေကိုရှင်းပြလို့ရတယ်ဗီဒီယိုထည့်ခြင်းနေဆိုလဲဒီမှာဗီဒီယိုဖိုင်ကိုသိမ်းထားတဲ့ဗီဒီယိုဖိုင်ကိုလိုက်ရှာပေါ့ဘွားကြီးချက်လက်လောက်ဆောင်ချက်ဒါဗီဒီယိုဖိုင်ပေါ့ဟာအဲ့ဒါကိုလည်းချုံထားလို့ရတယ်အသေးစိတ်လေးပြလို့ရတယ်ချက်လက်တွေပေါ့စီးပွားရေးချက်လက်စီမံကိန်းချက်လက်ဒီမှာတိုက်တယ်ရေးမယ်ဒီမှာသူရဲ့စာကိုရေးမယ်ပြီးတော့ဗီဒီယိုဖိုင်ပြထားလို့ရတယ်ချုံချက်အကြီးနဲ့လုပ်လို့ရပါကိုစင်ပြီးလို့ချပြလို့ရတယ်ဒီမှာစာသွားလမ်းကြောင်းထဲမှာတော့ထားမှာဒီပေါင်ကြီးတွေကြော်လို့မရဒါသူရဲ့စာသွားလမ်းကြောင်းလေးတွေကြည့်ကောင်းတော့ထားရတာပေါ့နော်ချို့ကြံဒီဘက်စာသွားလမ်းကြောင်းတွေကြောနေတဲ့အခါမှာကြည့်လို့အဆင်မပြေဘူးအတိတ်ပတာရမ်းဖြစ်ဘူးနော်ဒီဖိုင်နဲ့ဒီဖိုင်ကိုပေါ်အောင်ရွှေ့ခြင်းနေဆိုလဲဒီမှာဖိပြီးတော့အောက်ဆွဲချလိုက်ပေါ်ရောက်ပါနော်အပြောင်းလဲစလိုက်ပြောင်းလဲစလိုက်ဖေးပြောင်းနံပါတ်ကတော့သူ့ရဲ့အဆင့်တိုင်းပဲပေါ့ဆက် audio ဖိုင်လဲရတယ်ပေါ့ audio ဖိုင် record ဖိုင်နဲ့ဖမ်းလို့ရပြောသွားလို့ရ audio ဖိုင်လဲရွှေ့ခြင်းနေဒီမှာကောက်ရွှေ့လိုက် presentation ဆိုတော့သူကဘာလုပ်လဲစီမံကိန်းစသည်ပြပါ audio ဖိုင်နေတယ်သူရဲ့ပုံစံတွေပေါ့နော်ဒီပုံစံယူမလဲဒီ format ဆိုင်ရာဟာလေးရလေသူကသူပေးလာတာပေါ့နော်ဒီ format ဘောက်ကဓာတ်ပုံနဲ့ဆိုင်ရာလေးတွေပြန်ချပေးတယ်ပေါ့ဒါ insert တွေက audio ဖိုင် sound ဖိုင် clip art ဖိုင်ကတော့ clip က audio ကတော့ line နဲ့ကနေပြီးတော့ယူတာပေါ့နော် website ထဲကနေ on internet ကောင်းလို့ရင် download ဆိုရင်သူပေါ်ပြီးတော့စက်ကပေးတဲ့အတန်ဖိုင်လေးတွေကိုထည့်လို့ရဒီမှာနာမည်တိုက်တယ်ရေးမယ်ပြီးရင်ဒါကိုယ့်ရဲ့ဒီစာတမ်းပြုသူတွေရဲ့နာမည်ကိုရေးလို့ရတယ်စာရီခေါ်မယ်ဆိုရင် slide စာရေးခြင်းနေဆိုရင်ဒီမှာမြန်မာလိုရေးမယ်ဆိုရင်တော့မြန်မာစာပေါ့ရမင်းနော်ရမင်းဖောက်ရမင်းဖောက်နေရတော့လာတယ်
ကောင်းစီးပေါ့ပြည်내မြန်မာနိုင်ငံတော့အလံဘယ်နှစ်ခုနှစ်ကအလံစသည်ပေါ့လေတိဆောက်သွားတာဒါလေးနဲ့ကာလာပြောင်းခြင်းလည်းရတာပေါ့အုံးနေကနေပြီးတော့စာရေးမယ်ကိုလိုချင်တဲ့ရှိတ်တွေယူမယ်ဖောင်းစတိုင်တွေယူမယ်ဒါက insert တက်ထည့်ရပါနော်ဒီကောင်ဒါသူကစလုံးဖောင်းကြွတယ်อืมသူပေးတဲ့စလုံးအလှလေးလိုက်insert ထဲကဟောစလုံးလှလေးပြန်ရွေးမယ်သူကတော့စလုံးကိုပြန်ကြပြီဖောက်ကွာသွားလို့နော် insert တဲ့ရေးမယ်ဒါတော့ diamond ပေးလို့ရေးလို့ရအောင်ဒါ Microsoft မှာ slide တွေယူမယ်ပထမချင်းစာရေးစာရေးမဲ့အကြောင်းအရာတွေကိုရေးထည့်မယ်ပြီးရင် home ထဲကပြီးရင်စာတွေကိုဆင်ပြအောင်ပေါ့ချိန်မယ်ဒီစာတွေအပေါ်ကတ်နေရဆိုရင်ဒီနာ line တက်အောက်နယ်ပြချင် mid တက်ဒီလိုလေးကိုစသည်ကိုအကြည့်ကောင်းအောင်ကိုယ်စီစဉ်ရမှာပေါ့ချိန်စားမှာဒီလိုလေးပေါ့ဒီကြောင်နဲ့ဆိုရင်လဲပို့ထားမယ်စင်တာကြောင့်ဒီဘက်တွေဆွဲခြင်းဆိုဒီဘက်ကနေဆွဲလို့ရတယ်အဲဒီ Microsoft ဖိုင်ရဲ့ PowerPoint slide new slide insert ပေးတဲ့ဓာတ်ပုံထည့်ခြင်းစာရိုက်ခြင်းစာပေါင်းကိုကာလာပြောင်းခြင်းတွေပေါ့နော်နေပြပေးလိုက်တာပြပါတယ်နောက်နေ့မှာရှေ့ဆက်ပြီးတော့ပြပေးပါမယ်